Fortivirus အဖွဲ့ကမြန်မာနိုင်ငံကရင်ပြည်နယ်စစ်ပေးတန်ခမ်းတောင်တန်းဒေသတွေကိုတွားရောက်ပြီးကရင်တော်လှန်ရေးအင်အားစုတွေအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ Fortivirus အဖွဲ့က2025နိုဝင်ဘာကနေ2026မတ်လအထိလူအခွင့်အရေးမှတ်တမ်းပြုစုခြင်းတွေနဲ့စစ်ပွဲဆိုင်ရာဥပဒေတွေအကြောင်းသင်တန်း3ခုပြုလုပ်ခဲ့ပါတယ်။ဒီသင်တန်းတွေဟာတက်ရောက်လာသူတွေကိုစစ်ပွဲဆိုင်ရာဥပဒေတွေလူအခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်တာတွေတပ်သိအထောက်အထားစုဆောင်းတာတွေနဲ့လက်နက်အမျိုးအစားခွဲခြားတာတွေကိုပို့ပြီးနားလည်လာစေဖို့ပြုလုပ်ပေးခဲ့တာပါ။ဒါအပြင်မျက်မြင်သက်သေတွေနဲ့အသက်ရှင်ကျန်ရစ်သူတွေကိုတွေးဆုံမေးမြန်းတာပဋိပက္ခအတွင်းအရက်သားတွေကိုကာကွယ်ပေးထားတဲ့ဥပဒေစည်းမျဉ်းတွေကိုသဘောပေါက်စေဖို့လည်းရည်ရွယ်ပါတယ်။မြန်မာနိုင်ငံမှာတရားမဝင်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့တော်လှန်ရေးဟာဆက်လက်ဖြစ်ပွားနေစေဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကတရားမဝင်ရေကောက်ပွဲကနေတဆင့်တဆိုးရှိဖို့စူးစမ်းနေပေမဲ့တော်လှန်ရေးအင်အားစုတွေကတော့ဒီမိုကရေစီလွတ်လပ်ရေးနဲ့လူအခွင့်အရေးပြန်ရဖို့ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်။ဒါပေမဲ့စစ်ပွဲတွေမှာမလိုအပ်ဘဲထိခိုက်ပျက်စီးမှုမရှိအောင်ကာကွယ်ပေးတဲ့စစ်ပွဲဆိုင်ရာဥပဒေတွေရှိပါတယ်။ Geneva Convention စာချုပ်ပါသဘောတူညီချက်တွေအရအရက်သားတွေကလေးငယ်တွေဒဏ်ရာရရှိထားသူတွေဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့စစ်သုံးပန်းတွေကိုအကာအကွယ်ပေးဖို့ဥပဒေတွေပြဋ္ဌာန်းထားပါတယ်။ဒါအပြင်အရက်သားနေအိမ်တွေဆေးရုံစာသင်ကျောင်းနဲ့ဘာသာရေးအဆောက်အအုံတွေကိုလည်းဒီဥပဒေတွေကအကာအကွယ်ပေးထားပါတယ်။ဘလို့လူခွင့်ရေး human rights မှာတင်တဲ့ပို့ပြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကလူခွင့်ရေးရဲ့အခြေခံမှုနဲ့အရေးကြီးပုံများကိုရှင်းလင်းစွာသိရတယ်ပေါ့နော်တွေ့တဲ့အမြင်တွေကျွန်တော်တို့ရှင်းရှင်းတက်လာတယ်နောက်ပြီးလူခွင့်ရေးရဲ့အရေးပေါင်းမှုကိုနားလည်ခဲ့တယ်လူခွင့်ရေးများကိုလေးစားလိမ့်နာစေရန်တရှိခဲ့ပါတယ်ပေါ့နော်ဒီလန်ကလာဒီ3ရက်တာတင်မှာပေါ့နော်ကျွန်မလူချင်းခဲ့တဲ့အရာလေးရခဲ့ပေါ့နော်ဘာလို့ဆိုဒီလူခွင့်ရေးနဲ့ဆိုင်တဲ့ဒီအချက်30ခါကျတော့ဒါနဲ့ဆရာတို့ဒီကိုလာပြီးတော့ sharing လုပ်ပေးတဲ့အတွက်လည်းတရှင်းလေးနဲ့လာနိုင်နေပေါ့နော်ဒီတဲ့ချက်ခါကျတော့နည်းနည်းပိုက်ချခွဲချတတ်မှတ်တဲ့နေရာမှာပေါ့နော်ကျွန်မပို့ပြီးတော့စိတ်ဝင်စားတဲ့ဘယ်ချိန်မှာပဲစစ်ပေါ့နော်မိတူမဆိုကိုယ်တိုင်ဝင်နေနိုင်တဲ့အခြေအနေမျိုးရောက်ရင်လည်းတော့ဝတိထားတင်းတဲ့အရာလို့ကျွန်မမြင်တယ်ပေါ့နော်ဒီသင်တန်းတွေကိုအမျိုးသမီးတွေအပါအဝင်တော်လှန်ရေးရဲဘော်တွေအုပ်ချုပ်ရေးပိုင်းဝန်ထမ်းတွေမီဒီယာသမားတွေနဲ့ကရင်ပြည်နယ်ဒီမိုကရေစီရေးမှာပါဝင်နေကြတဲ့စေတနာဝန်ထမ်းတွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ချိုးပေါက်ခံရတဲ့အမှုတွေပေါ့ဒါတွေကိုတက်တဲ့အထောက်အထားစုပြီးမှအလုပ်လုပ်တယ်တဲ့But thank you for your fight. ဒီဆိုင်ရာလူခွင့်ရဲ့ကျင်ညာဆန္ဒအချက်30တီးလိုက်ရတယ်။စေဥပဒေကိုလည်းတီးလိုက်ရတယ်။မှတ်တမ်းဘယ်လိုယူရမလဲ။မှတ်တမ်းတစ်ခုကိုဘယ်လိုတင်ထားရမလဲကစပေါ့နော်။အဲ့ဒါတီးလိုက်ရတယ်။ဒီလည်းနဲ့ GBC ကိုဘယ်လိုခွဲခြားပြီးတော့မှတန်းငွေလားတလူမျိုးလားဆိုတာကိုတီးလိုက်ရတယ်ပေါ့နော်။မြန်မာနိုင်ငံဟာစစ်အာဏာရှင်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေအောက်မှာဆယ်စုနှစ်များစွာခံစားနေရဆဲဖြစ်ပါတယ်။ဒီလိုတန်တရားဆိုးကြီးကိုဖျက်တောက်နိုင်ဖို့နဲ့အနာဂတ်မှာတာဝန်ယူမှုတာဝန်ခံမှုတွေရှိလာစေဖို့အတွက်လက်ရှိဖြစ်ပျက်နေတဲ့ပြစ်မှုကျူးလွန်မှုတွေကိုမှတ်တမ်းတင်ထားဖို့လိုပါတယ်။ဒီသင်တန်းတွေကနေတဆင့် Fortivirus ဟာကရင်တော်လှန်ရေးမှာပါဝင်နေသူတွေကိုလူအခွင့်အရေးမြင့်တင်ဆောင်ထိန်ဖို့စစ်ပွဲဆိုင်ရာဥပဒေတွေကိုလိုက်နာဖို့နဲ့ချိုးဖောက်မှုတွေကိုမှတ်တမ်းတင်နိုင်အောင်ပံ့ပိုးကူညီနေပါတယ်။ဒါအပြင် Federal Democracy နဲ့တရားမျှတတဲ့လူအဖွဲ့အစည်းတစ်ဖြစ်လာဖို့အတွက်အခြေခံအုတ်မြစ်တွေချမှတ်နိုင်အောင်လဲ Fortivirus ကဝိုင်းဝန်းပံ့ပိုးပေးနေတာဖြစ်ပါတယ်။သင်တန်းတွေပို့ချပြီးတဲ့နောက်မှာ Fortivirus ကကရင်တော်လှန်ရေးအဖွဲ့တွေကိုစစ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့စည်းထူထောင်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံကဒီမိုကရေစီလိုလားတဲ့အဖွဲ့အစည်းတွေကိုလည်းစစ်အာဏာသိမ်းအုပ်စုအပါအဝင်ပဋိပက္ခမှာပါဝင်နေတဲ့မြစ်တိလက်နက်ကိုင်အဖွဲ့အစည်းမဆိုစစ်ရာဇဝတ်မှုတွေကျူးလွန်ထားတာရှိမရှိစုံစမ်းစစ်ဆေးဖို့နိုင်ငံတကာလူ့အခွင့်အရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေကိုပြင်းပြင်းထန်ထန်ချိုးဖောက်ထားတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာနဲ့ဗမလိုက်ဖဲစုံစမ်းမှတ်တမ်းတင်နိုင်အောင်ထို့အတိုင်းပဲလှုပ်ဆောင်ကြဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။ Fortivirus အဖွဲ့ကအရက်သားတွေကိုအကာအကွယ်ပေးဖို့စစ်ပွဲဆိုင်ရာဥပဒေတွေကိုလိုက်နာဖို့နဲ့တရားမျှတမှုတာဝန်ခံမှုတွေအတွက်အခြေခံအုတ်မြစ်တွေတိစောက်ချင်တဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုဤပညာပိုင်းဆိုင်ရာပံ့ပိုးကူညီပေးဖို့အသင့်ရှိနေပါတယ်။